မင်္ဂလာပါရှင်အော်တိုဒိုင်နမစ်ဟက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးသွားမှာကတော့ဂရိန်းနဲ့ပတ်သက်တဲ့သမိုင်းကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဂရိန်းလို့ခေါ်တဲ့ဝင်ချီဆက်တွေကိုယနေ့ခေတ်မှာတော့ဘယ်နေပင်မှာမဆိုတင်းတင်းကြပ်ကြပ်အသုံးပြုနေကြပြီးလူသားတွေအတွက်မရှိမဖြစ်ရန်နေရကြီးလို့လည်းဆိုနိုင်ပါတယ်ဂရင်းကြီးတွေရဲ့ဝန်ဆွဲလက်တံတွေဟာပေါင်ထောင်းချီတဲ့ဝန်ကိုအသားလေးဆွဲလို့ရတဲ့အတွက်မိုးမြို့အဆောက်အုံတွေဆောက်လို့ရမှာအလွန်ရေးပါတယ်လို့လူတိုင်းလက်ခံထားကြပါတယ်။တရားဆောက်လုပ်တဲ့နေရာရေနဲ့တူးဖော်တဲ့နေရာတွေမှာလည်းအဲ့ဒီဝန်ကြီးဆက်တွေကအဓိကကျတဲ့နေရာအနေပါဝင်နေပါတယ်။အရင်ကဆိုရင်မြင့်မားတဲ့ဘာသာရေးဆိုင်ရာအဆောက်အုံတွေတည်ဆောက်ရမှာလူတွေလာမြင်းစားတဲ့တိရစ္ဆာန်တွေနဲ့လှုပ်အားကိုပဲအသုံးပြုနေတဲ့အတွက်လုပ်ငန်းတွင်ကျယ်မှုသိမ်းမရှိခဲ့ပါဘူး။အမိုင်းမတန်းတွေအရပထမဦးဆုံးဂရင်းကမက်ဆိုပိုတေးမီးယာအီရတ်မှာအသုံးပြုတဲ့တောရွာတွေမှာရေကိုမောင်းနှံဖြစ်သွင်းခြင်းဒါမှမဟုတ်ကန်ချောင်းထဲမှာခတ်ယူခြင်းရေတကိရိယာအဖြစ်အသုံးပြုကြတဲ့ရှေ့ခေတ်အီဂျစ်နည်းပညာလို့အဆိုရှိပါတယ်။ဒီနောက်ရှေ့ခေတ်ဂရိလူမျိုးတွေကအဆောက်အုံတွေဆောက်လုပ်ရမှာအသုံးပြုတဲ့ဆောက်လုပ်ရေးလုပ်ငန်းတုံးဂရိတွေကိုလူအားတိရစ္ဆာန်အားနဲ့ပြုလုပ်ခဲ့ကြပါတယ်။မော်တော်ကားတွေစတင်ပေါ်ပေါက်လာချိန်မှာတော့ရွေလျားနိုင်တဲ့ခေတ်မီဝန်ချီဆက်တွေကိုအသုံးပြုဖို့တည်ထွင်လာခဲ့ကြပါတယ်။အမေရိကန်သမိုင်းဆိုင်ရာ website တွေရဲ့ဖော်ပြမှုအရကမ္ဘာ့ပထမဦးဆုံးရွေလျားဝန်ချီဆက်ကိုစတင်အသုံးပြုခဲ့တဲ့ကုမ္ပဏီက Ohio ပြည်နယ် Cleveland မြို့အခြေစိုက် Brown Horse Missionary Company ဖြစ်တယ်လို့သိရပါတယ်။1919ခုနှစ်မှာတော့ဒီကုမ္ပဏီကထုတ်လုပ်တဲ့ကြော်ညာကတ်တလောက်ရဲ့ယူနီငွေသုံးမြစ်ထားဆက်ကောင်းမှာဝန်ချီလက်တံတက်ထားတဲ့ယင်းဒီစည်းပုံကိုဖော်ပြထားပြီးဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်9ရက်အသုံးပြုနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒီကတ်တလောက်မှာပါတဲ့ဝန်ချီဆက်ကဆောက်လုပ်ရေးလုပ်ငန်းတွေမှာမောင်းနေအလုပ်လုပ်နေတဲ့တပ်ပုံတွေကိုလည်းဖော်ပြထားပါတယ်။ဒီဝန်ချီဆက်ဟာရထားတက်လန်းလို့ပြည်လန်းပေါ်မှာရွေလျားနိုင်တာဖြစ်ပြီးယနေ့ခေတ်အကြီးစားဝန်ချီကားတွေလို့တွားလို့တဲ့နေရာကိုအလွယ်တကူတွားလာလို့တော့မရပါဘူး။ဒါပေမဲ့အဲ့ဒီဝန်ချီဆက်တွေကိုဒီနေ့တိုင်းအလွယ်တကူတွားလာနိုင်တဲ့မော်ဒန်ဝန်ချီဆက်တွေရဲ့ဖခင်အဖြစ်သတ်မှတ်ထားကြပြီးအဲ့ဒီခေတ်ကလုပ်သား20ကနေ30အတွက်ပေးချေရတဲ့လုပ်အားကဒေါ်လာ100ကို60ကနေ85ဒေါ်လာရောချပေးနိုင်တဲ့အထိတက်တာစေခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့73စီဝန်ချီကားတွေပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ Auto Dynamic